啊，娘远路了，累了，我累哪里了？上你家是吧？叫的累不累？上好了。上嘛，累了，老ဒါပဲရင်မြို့နယ်ကတရားအရွာစီတလေတစ်ခေါက်ပြန်ရောက်ခဲ့ မီးပွိုင်ပုံမှန်အညာမီးပွိုင်မှာဗျာ ဟော်ရွေတဲ့ဆွေမျိုးများနဲ့ဆုံရတဲ့အခါနှလုံးသားမှာကြည်နူးမှုတွေဖြတ်ရွာကြီးကตายရတဲ့စိတ်ထားတွေဖြူစင်တဲ့တောကုန်းတွေကသဘာဝစားတော့တွေစားဖို့ရင်မမေ့နိုင်စရာမြန်မာရိုးရာတလေးတွေနဲ့လှပါဆုံးရွာအလှပါဆုံးရွာ လည်းနဲ့ရင်းနှီးကြတယ်ကွာအေးကွာ ရွာချောင်းရဲ့တောချောင်းရဲ့နှစ်ချောင်းအလားသာသနာရောင်ထွန်းလင်းတဲ့ဒေသတောကုန်းတွေတောင်ယာတွေမှာလောက်ကင်ကြသူများရေရောတဲ့အလူတန်းဘာသာရေးရန်လိုက်စားကြတာရွာကြီးကตายရတဲ့စိတ်ထားတွေဖြူစင်တဲ့တောကုန်းတွေကသဘာဝစားတော့တွေစားဖို့ရင်မမေ့နိုင်စရာမြန်မာရိုးရာဓလေ့တွေနဲ့လှပါဆုံးရွာအလှပါဆုံးရွာချစ်စရာဆွေမျိုးများရဲ့အပြုံးပန်းတွေတတိယနေမှာပါ ကြည့်ရမယ်ဟုတ်ပြီဒါကနာမည်ဘယ်လိုခေါ်လဲ ဦးညူအောင် ဦးညူအောင်ဟုတ်လာနော် ရှုခဲ့လှနေ ရှုခင်းလှနေတော့ဟုတ်တယ်ဟာလာ တပရင်မြို့နယ်ကတရားအိုင်ရွာစီအလဲတစ်ခေါက်ပြန်ရောက်ခဲ့ပြီဖော်ရွေတဲ့ဆွေမျိုးများနဲ့ဆုံရတဲ့အခါနှလုံးသားမှာကြည်နူးမှုတွေဝေဖြာရွာချောင်းရဲ့တောချောင်းရဲ့နှစ်ချောင်းအလားသာသနာရောင်ထွန်းလင်းတဲ့ဒေသတောကုန်းတွေတောင်ယာတွေမှာလောက်ကင်ကြသူများရဲရောတဲ့အလူတန်းဘာသာရေးအရင်လိုက်စားကြတာရွာကြီးကသာရတဲ့စိတ်ထားတွေဖြူစင်တဲ့တောကုန်းတွေကသဘာဝစားတော့တွေစားဘူးရင်မမေ့နိုင်စရာမြမရိုးရာဓလေ့တွေနဲ့တရားအိုင်ရွာအလားဆုံးပါချစ်စရာဆွေမျိုးများရဲ့အပြုံးပန်းတွေရင်ထဲမှာအမြဲတမ်းကိန်းအောင်နေတောတောင်သဝါရှုခင်းအလားတွေနဲ့ရွာကိုမမေ့သလိုဆွေမျိုးတွေကိုလည်းအမြဲတမ်းသတိရနေမှာပါ
ဒါပေရင်မြို့နယ်ကသိရအိုက်ရွာစီအလဲတစ်ခေါက်ပြန်ရောက်ခဲ့ပြီပေါ်ရွေတဲ့ဆွေမျိုးများနဲ့ဆုံရတဲ့အခါနှလုံးသားမှာကြည်နူးမှုတွေဝေးဖြာရွာကြီးကตายရတဲ့စိတ်ထားတွေဖြူစင်တဲ့တောကုန်းတွေကသဘာဝစားတော့တွေစားဖို့ရင်မမေ့နိုင်စရာမြမရိုးရာတလေးတွေနဲ့လှပါဆုံးရွာအလှပါဆုံးရွာရွာချောင်းရဲ့တောချောင်းရဲ့နှစ်ချောင်းအလားသာသနာရောင်ထွန်းလင်းတဲ့ဒေသတောကုန်းတွေတောင်ယာတွေမှာလောက်ကင်ကြသူများရေရောတဲ့အလူတန်းဘာသာရေးရန်လိုက်စားကြတာရွာကြီးကตายရတဲ့စိတ်ထားတွေဖြူစင်တဲ့တောကုန်းတွေကသဘာဝစားတော့တွေစားဖို့ရင်မမေ့နိုင်စရာမြမရိုးရာတလေးတွေနဲ့လှပါဆုံးရွာအလှပါဆုံးရွာချစ်စရာဆွေမျိုးများရဲ့အပြုံးပန်းတွေတတိယနေမှာပါ ဣဒံမေပုံညာနိဗ္ဗာနတ္တသစ္စယောဟောတုဤကောင်းဒါပေရင်မြို့နယ်ကသိရအိုက်ရွာစီအလဲတစ်ခေါက်ပြန်ရောက်ခဲ့ပြီပေါ်ရွေတဲ့ဆွေမျိုးများနဲ့ဆုံရတဲ့အခါနှလုံးသားမှာကြည်နူးမှုတွေဝေးဖြာရွာချောင်းရဲ့တောချောင်းရဲ့နှစ်ချောင်းအလားသာသနာရောင်ထွန်းလင်းတဲ့ဒေသတောကုန်းတွေတောင်ယာတွေမှာလောက်ကင်ကြသူများရရောတဲ့အလူတန်းဘာသာရေးအရန်လိုက်စားကြတာရွာကြီးကตายရတဲ့စိတ်ထားတွေဖြူစင်တဲ့တောကုန်းတွေကသဘာဝစားတော့တွေစားဘူးရင်မမေ့နိုင်စရာမြမရိုးရာတလေးတွေနဲ့သိရအိုက်ရွာအလားဆုံးပါချစ်စရာဆွေမျိုးများရဲ့အပြုံးပန်းတွေရင်ထဲမှာအမြဲတမ်းကိန်းအောင်နေတောတောင်သဝါရှုခင်းအလားတွေနဲ့ရွာကိုမမေ့သလိုဆွေမျိုးတွေကိုလည်းအမြဲတမ်းသတိရနေမှာပါဒါပေရင်မြို့န
ကသိရအိုက်ရွာစီအလဲတစ်ခေါက်ပြန်ရောက်ခဲ့ပြီပေါ်ရွေတဲ့ဆွေမျိုးများနဲ့ဆုံရတဲ့အခါနှလုံးသားမှာကြည်နူးမှုတွေဝေးဖြာရွာကြီးကตายရတဲ့စိတ်ထားတွေဖြူစင်တဲ့ဒုက္ခတွေကတဘာဝစားတော့တွေစားဖို့ရင်မမေ့နိုင်စရာမြမရိုးရာတလေးတွေနဲ့လှပါဆုံးရွာအလှပါဆုံးရွာရွာချောင်းရဲ့တောချောင်းရဲ့နှစ်ချောင်းအလားသာသနာရောင်ထွန်းလင်းတဲ့ဒေသ